မြတ်စွာဘုရားရှင်ကိုရမေကြီးတရားဟောတာနှမျိုးလေးရှိတယ်လို့မှတ်ရနှမျိုးကဘာလဲဆိုရင်သူပြောတဲ့စကားဟူပြီးတရားကြီးပဲလို့မှတ်ထားတယ်ပေါ့နော်သတ္တဝါတွေပေါ်မှာကရုဏာတော့ဖြင့်စကားနှခေါင်းလုံးမကင်းပါဘူးစကားနှခေါင်းလုံးသတ္တဝါတွေပေါ်မှာကရုဏာတော့မကင်းပါဘူးပထမစကားဘယ်လိုအသုံးနဲ့ရှိတယ်ဆိုတော့ဟုတ်တယ်မှန်တယ်အကျိုးရှိသူတို့မကြိုက်ဘူးဟုတ်တယ်မှန်တယ်အကျိုးလည်းရှိတယ်သူတို့ကတော့မကြိုက်ဘူးအဲ့ဒီတရားမျိုးကိုရဟောလို့ရှိတယ်လို့မှတ်ချက်တယ်နော်ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူတို့ကမကြိုက်ညာဆိုတော့ဟောလို့ရှိသဘောကျပါတယ်ဟုတ်တယ်သူကမကြိုက်ဘူးမဲ့အဲ့ဒီဆိုဟုတ်တယ်မှန်တယ်ကျိုးရှိတော့ကြောက်သူဟောမယ်မြတ်စွာဘုရားရှင်ကိုရမေဟောတဲ့တရားကြီးတဏ္ဍမမှာဟုတ်တယ်မှန်တယ်ကျိုးရှိတယ်သူကမကြိုက်ဘူးမကြိုက်တယ်မဲ့မသိလို့မကြိုက်တာဖြစ်လေတော့ကြောင့်မောင်နဲ့ဟောလိုက်မှာသူတို့ကတော့မကြိုက်ဘူးပေါ့ကွာမကြိုက်ဘူးနဲ့ဟောကြောင့်မောင်နဲ့မေးတဲ့အခါကျတော့ဓမ္မတွေမှတ်လိုက်တယ်ဟုတ်တယ်မှန်တယ်ကျိုးရှိဒီသုံးချက်ကပါနေဟုတ်တယ်မှန်တယ်ကျိုးရှိတယ်ဆိုတဲ့တရားကိုသူကမကြိုက်ညာတော့လေသူကနားမလဲလို့မကြိုက်ညာဆိုတော့သူကျိုးရှိတယ်ပါနေဒီတရားမျိုးဟောမှာတော့မဟောရဒါဘုရားရှင်ကရုဏာကြီးသုံးလုံးတဲ့စကား6ခွန်းမှာတရား6ခွန်းမှာစကား6ခွန်းမှာနှခွန်းတည်းက45ပါးနေတော့နှခွန်းတည်းကိုပြောသွားတယ်နော်ဘုရားဗရမဆရာကမှတ်မိကြပါလားဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူတို့ကမကြိုက်ချင်နေဟောရမယ်ဒါဖဲအလိုဆိုရည်နေပြောကြကြမှာအောင်ပါလေဟောရမယ်ဘယ်တရားကမှတော့ပြောဆိုသုံးနှုံးနေတာတွေကဘယ်ကလာတဲ့အခါကျတော့စိတ်တဲ့လူနဲ့မကြိုက်တဲ့လူကဲခက်ကြည့်ပါမောင်ရှိလို့မောင်မြင့်လို့မကြိုက်တဲ့လူကများမှာတရားတွေအကုန်ကွဲနေတာကိုယ်ချင်းကိုလုံးနေကြတော့မကြိုက်တဲ့လူကဘယ်နဲ့နေလဲတို့ကလည်းကိုယ်ရည်ပါလားဒါကြောင့်ကိုယ်နဲ့မေးတဲ့အခါကျဟုတ်တယ်မှန်တယ်အကျိုးရှိဒါကြောင့်ဒီခေါ်ရှင်းမလားတဲ့နမစကားဖြင့်နားရတော့ပါဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူကမကြိုက်ချင်နေကာလအကြည့်ပြီးကာလဟောလိုက်တဲ့နံပါတ်နော်ကာလကြည့်ပြီးကာလဟောလိုက်မယ်ဆိုတဲ့နံပါတ်သဘောကျပါကာလကြည့်ဆိုတာကဟုတ်တယ်မှန်တယ်အကျိုးရှိတယ်စကားသူကတော့မကြိုက်ဘူးတို့တော့အသေးအဆောကောင်းတယ်ဆိုလို့ရှိရင်ညံ့ညံ့ပေါ်ပြောလိုက်ရရှင်းမလားရှင်းပါကာလကိုကြည့်လိုက်ရတယ်ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူကတော့မကြိုက်ဘူးနာခံတဲ့ပုဂ္ဂိုလ်ကတို့တော့သူကအသေးအဆောကောင်းတယ်ဆိုရင်ကာလညံ့ညံ့ပြီးတော့ဖြစ်နေတဲ့တွေ့ကာလကြည့်ညံ့ညံ့ပြောရှင်းညဟုတ်တယ်မှန်တယ်ကျိုးရှိတယ်သူတို့ကတော့မကြိုက်ဘူးတို့တော့အချိန်ကာလကြည့်ပြီးကာလပြောရတယ်ရှင်းမလားရှင်းပါဘူးအချိန်ကာလကြည့်ပြီးအဲ့ဒါပထမစကားကောလို့ပေါင်းချင်းမှတ်လိုက်မောင်မြတ်တော့မှတ်လိုက်နော်ဒုတိယစကားကောမှတ်လိုက်ပါဟုတ်တယ်မှန်တယ်ကျိုးရှိသူတို့ကလည်းကြိုက်ဟုတ်တယ်မှန်တယ်အကျိုးရှိသူတို့ကလည်းကြိုက်ဒါလည်းကာလကြည့်ပြီးဒီကာလဟောရမှာလေဘယ်နှကောင်းရှိတာဒီနှခေါင်းပဲ45ပါးနေတော့တယ်ဒီနှခေါင်းမှသုံးကြတာဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူတို့ကလည်းကြိုက်နေတဲ့ကာလကြည့်ပြီးဒီကာလပြောပါဆွဲရမှာပုဂ္ဂိုလ်ဖြင့်အချိန်ကာလဆွဲဟောလိုက်ဉာဏ်ဉာဏ်သေးမှပုဂ္ဂိုလ်ဖြင့်မောင်းတယ်ဉာဏ်ဉာဏ်သွားဟောလိုက်ရတယ်ဆိုတော့ဘယ်45ပါးနေသွားတဲ့အနက်ကသရဓမ္မတို့သရဘယ်နှခေါင်းနဲ့သုံးသွားကြုံစင်မှတ်မိကြဘယ်နှခေါင်းမှာန
မျက်နှာမှာပါတဲ့သူပါတဲ့ကာလကြည့်ပြီးတော့ဟောရမယ်တဲ့အသေးဆုံးတဲ့ပုဂ္ဂိုလ်ပြန်ဆိုတော့ဟုတ်နော်အသေးဥဒ္ဒရာမရဘူးမှန်ပါကိုပေါ်မှန်ပါဒါကာလတော့ကြည့်ရမှာကြီးပဲကြည့်ရပါအဲ့ဒါကြောင့်အားလုံးဓမ္မတွေလူဘုန်းကြီးများဟောနေတာလေဒီနှလုံးပဲဟောနေတာပဲမှတ်ပါဒီနှလုံးကပြန်ကိုမောင်းနိုင်ထွက်ပါဟုတ်တယ်မှန်တယ်အကျိုးရှိတယ်ခင်ဗျားတို့နားရမကြိုက်ပေမဲ့လေကာလကြည့်ပြီးဒီကာလမတော်တာလေးမှမကြားလိုက်ခနဲ့ပြေးသွားရင်ကိုကျိုးနေကြီးရဲ့ဒိဋ္ဌိဖြုတ်ပါဆိုတဲ့စကားငါသားကဒိဋ္ဌိဖြုတ်ပါဆိုတဲ့စကားမကြားကြဘူးမကြားကြမယ်မဲ့ဘာလို့ကာလခေါ်ရမယ်သူကမကြိုက်ဘူးငါသားကငါကငါဟာအောင်ကြည့်တော့ဘာလို့ဘာဟုတ်ပါလဲအဲ့ဒါကြက်နိုင်မှာကိုသမီးပေါ့ကိုသားပေါ့ဆိုပြီးမောင်းနေမကြိုက်ပြီဘူးကွာမကြိုက်ပေမဲ့ဟုတ်တယ်မှန်တယ်အကျိုးရှိတော့ကိုသူတို့မကြိုက်ပေမဲ့လေဒီတိုင်းတွေသွားလို့ရှင်တက္ကရာတိတန်းလန်းနေဆိုဘယ်မရောက်ဘူးရောက်ပါဘူးအဲ့တော့သူပြောရတာဟုတ်လားမဟုတ်ဘူးလားဟုတ်ပါဘူးမှန်ပါအကျိုးရှိပါအဲ့တော့သူတို့ကတော့မကြိုက်ဘူးမကြိုက်ပေမဲ့ဗရမေကြီးကဘာလို့ဟောရမယ်ဆိုတော့တရားဓမ္မတို့ဘယ်နဲ့ကြောင့်တုံးလို့ဒီကုန်းချုပ်လိုက်တဲ့အခါကျတော့နတ်စကားနှခွန်းလုံးမှာကရုဏာဥသိနေတယ်မှတ်မိကြစကားနှခွန်းလုံးမှာဒုတိယရောတရားဓမ္မတွေမှိုက်ဆံမှာဟုတ်တယ်မှန်တယ်ကြိုးရှိတယ်သူတို့ကလည်းကြိုက်တယ်ကာလကြည့်ပြီးဟောရမယ်မှန်ပါတဲ့တဲ့ကြိုက်ပါတယ်အဲ့ဒါကြောင့်လည်းကာလကြည့်ပြီးဟောမှာကြိုက်တော့ကြိုက်နေရဲ့သူကမရဏမင်းကဥပ္ပါလို့ရှိရင်လည်းမောင်မြင့်ဟောရပဲနေလို့ရှိရင်သူကြိုက်ရနေပဲညာနဲ့မရောက်ဖြစ်သွားတယ်မှန်ပါဒီအဟောင်းလောက်ကြသွားလို့ရှိရင်သဘောပါကြဒါဖြင့်ဒီဓမ္မတွေသူဘုန်းကြီးနေတယ်သံဃာတရားပြောပြီးကြလာနေတာဟာစကားဘယ်နှမျိုးလဲပါလဲနှမျိုးလဲပြောဘယ်ဟုတ်ထုတ်ဘယ်သက္ကာရိတိဖြုတ်ဘယ်သောကရရိတိဖြုတ်မောင်ရှိတို့မောင်မြတ်တို့စကားပဲနှမျိုးလဲသုံးတဲ့နံပါတ်ပြောတဲ့ဇမပါတဲ့ကာလကြည့်ပြီးတော့ဟောရမှာပဲမကြိုက်ပြင်မဲ့သဘောကျမကြိုက်ပြင်မဲ့ဟောရမယ်တဲ့ကာလကြည့်ပြီးကာလနော်တချို့ကြတယ်အင်္ဂလိပ်ကမယံလေးတာနဲ့ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်လို့ကိုရမကြီးကသိသူလည်းကြိုက်တယ်ဆိုတာသိသူညာကမထက်သေးတော့ချိန်ဆွဲတာရင်းမိဥပက္ခကြီးကအရင်ဆုံးတွေ့သူညာကမထက်သေးတော့ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်ချိန်လေးကြိုက်တယ်ဆိုတာသူသိသားပေါ့ဘို့တော့အချိန်ကာလကြည့်ရတယ်ဘာလို့ကြည့်ရတာညာမယံသေးလို့ရင်းမိကြညာမင်းရဲ့ပုဂ္ဂိုလ်လည်းကာလကြည့်ရမှာနော်။ဘယ်အသေးဆုံးတဲ့ပုဂ္ဂိုလ်ရောကာလအသေးဆုံးတဲ့ပုဂ္ဂိုလ်ကျတော့ဒီကသောပန်ခက်စီရဲ့ဆိုပြီးဒီကာလဒကာဓမ္မတို့ကာလကြည့်ပြီးဒီကာလအများဟောရတာဟိုကုမာရီတို့ရေကန်းကသေမပုဂ္ဂိုလ်ကျတော့စိုးစိုးကြီးဒီစရာ30ကျော်တွေနဲ့ပြေးလို့ရတဲ့အခါပါသေးဒီနေ့တွေမှာဟုတ်ဒီနေ့လေးပြုပြီးသေသွားလို့ရှင်တော်သေးရဲ့ဆိုပြီးတော့မောင်နေမပြေးရဘူးပြေးရပါဘူးဒါကကာလမကြည့်ရဘူးပြေးရပါအဲ့ဒါကိုစကားနှခွန်းစလုံးမောင်ရှိတော့မောင်မြင့်တော့ကာလတော့ကြည့်ရတယ်သဘောကျကြဘယ်45ဝနေသွားတယ်နော်စကားကနှမျိုးနဲ့သုံးတော့နှမျိုးနဲ့သုံးသွားတယ်လို့ဆရာဓမ္မတွေရှင်းရှင်းလင်းလင်းမှတ်ပါဆရာတဲ့စကားပြောလို့ဒီလိုမဆိုနဲ့ဒီလိုမဆိုကနှမျိုးနဲ့ပြောတာရှင်းရပါလားအဲ့ဒါကိုဘုန်းကြီးရတဲ့ခုဒီမှာဘုရားကြီးကိုယ်စရဲဆိုပြီးဒီကလာအမရှိဓမ္မခန္ဓာလေးဆရာပြည့်နိုင်မယ်ဆိုတော့ဓမ္မခန္ဓာလေးဟောနေတော့တရားဓမ္မတွေဟုတ်တယ်မှန်တယ်အကျိုးရှိတယ်ခင်ဗျားတို့မကြိုက်ပေမဲ့လေမိတ်နာကာလကြီးခေါ်တယ်ကာလရာတော့ဆိုတော့ဒီကနေ့လေခန္ဓာကိုယ်ယနေ့လားနဲ့ဆန်လားမသိတဲ့ခန္ဓာကြီးဟုတ်ဘူးလားအဲ့ဒါကာလကြည့်ပြီးဘယ်နဲ့နေရဟောရမှာပဲဆိုတော့ကြည်ကျင်တဲ့သဘောကြကဲဒီလိုတွေကဟုတ်တယ်မှန်တယ်ကြိုးရှိတယ်သူတော်ဘာလဲကြိုက်တယ်
တော့မရင်သေးတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတာကိုတခါတည်းသမဏေသစ္စာမထည့်ဘဲနဲ့ပြီးလိုက်ရတဲ့အခါပါပြီတရားစပြီးကြတာဒိဋ္ဌိချုပ်ခန်းလေးကနေစပြီးဖြည်းဖြည်းချင်းဆွဲနေရတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒါကာလကြည့်ခေါ်နေရတာကွာရိပ်မိလားကောင်းပြီဒါဖြင့်တရား45ပါးကာလပတ်လုံးဟောသွားတဲ့တရားဘယ်နှမျိုးပါလဲမလုံးလို့မဲလို့ရှိရင်မောင်နိုင်ဖြေတတ်ပါဘယ်နှမျိုးပါမများပါဘူးဆိုတော့ဓမ္မတွေရိပ်မိဒီနှမျိုးသလုံးမှာမမင်းတို့ကမောင်ကြီးတို့ကကိုရမေကြီးစိတ်ထဲမှာဘယ်ကအကြီးကဲထားပြီးဒီနှမျိုးသုံးပါလဲမလို့ဆိုတော့ကရုဏာတစ်ခုလေဥသိကြသဘောကျကရုဏာတစ်ခုလေဘာနာကဥသိထားတာပဲဟုတ်တယ်မောင်လည်းအကျိုးရှိတယ်မကြိုက်ဘူးမကြိုက်လေကရုဏာအားကြီးတာနဲ့ဟောပါပဲဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူလည်းကြိုက်တယ်ဘာလို့အောင်ဟောဒါလည်းဘုရားကြောင့်နော်မဟောရင်လည်းကျုပ်ကမကျုပ်မဟောရင်တော့အဲ့ဒါကိုဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူတော်ကတော့မကြိုက်တဲ့တရားဟောရတော့မှာဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူတော်ကတော့မကြိုက်ဘူးကြိုက်မလို့နဲ့မင်းတို့ကြိုက်နေတာကမျိုးလုံးမောက်ကပြောပါเสียနေရရှိတဲ့နေရာကြိုက်တော့ကြဘုဘောမလေးပြောထားနားရတယ်အလံကောင်းကြားခြင်းနဲ့ရှိကြိုက်ဒီကနေဝိဟာရကွာမွေးနောက်လိုက်သွားလို့ရှင်တွန်းနဲ့သေးပါလိမ့်မယ်နှလုံးကမွေဘူးဟုတ်ဘူးလားနားနောက်လိုက်သွားလို့ရှင်လည်းမကြောင်းနဲ့ရင်းနဲ့သေးပါလိမ့်မယ်လို့ဆိုတော့ကြိုက်နေပါမကြိုက်နိုင်မယ်လို့သူသေးမှမြင်တာနဲ့သိချင်းစိုးသေးမှမြင်တာနဲ့သူမကြိုက်ဘူးမဲ့အကျိုးရှိတာပြောရတယ်သဘောကျသူမကြိုက်ပေမဲ့အကျိုးရှိတာပြောရလိမ့်မယ်ဆိုတော့မမြင်တာငါရမပြောဘဲနေဘုရားမပြောဘဲနေနာတဲ့ပုဂ္ဂိုလ်ကြီးပြလာမပြောတဲ့ပုဂ္ဂိုလ်ကြီးပြမပြောတဲ့ပုဂ္ဂိုလ်ကြီးပြသဘောပါကြအဲ့ဒါကြောင့်ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်သူတော်ကတော့မကြိုက်ဘူးဆိုမနေ့ကဟောတဲ့တရားမကြိုက်ဘူးနေတော့ဓမ္မတွေကဘောလုံးကပြောရှင်မှုကြိုက်တယ်ဒါပေမဲ့ကြားလိုက်တဲ့ခါကျတော့ညလုံးဘုကနေပြီးဆွဲသွားတဲ့တဏှာဥပါဒံကံဇာတိဆိုတာမရဏကြောက်မကြောက်ဘူးသိချင်းတို့သိတော့မယ်ဆိုတာမသိဘူးလားအဲ့တော့ငါမောပဲနေမှာဘုရားမောပဲနေမယ်ဆိုရင်ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်မကြိုက်ပေမဲ့လည်းမောင်ရှိပါလို့ဟောရကာလကြီးဟောကာလကြီးဟောမောင်နိုင်ဘယ်လိုကာလကြီးရတဲ့ုံနဲ့မေးတဲ့အခါကျတော့ခန္ဓာကိုယ်အစိုးမဲ့ရတဲ့ခန္ဓာကြီးရတာတော့ငါဟောရမှာတဲ့ဟုတ်ဘူးလားလည်းပြန်ပြီးတော့ပြတ်မယ်ဆိုဒီနေ့မောင်းမိနင့်တာဘူးလားလည်းပြန်ခန္ဓာရအစိုးမရဘူးဆိုရင်ဒီနေ့မောင်းမိနင့်နာမယ်ဆိုတော့သိကြလားဒါကြောင့်မနေ့ကတရားကဘယ်တရားမျိုးပါလိမ့်မလို့လို့ဆိုတာမောင်းရှိတော့မမြင်လို့ရှင်းမှာပါတယ်တော့ဟုတ်တယ်သူတော်မကြိုက်ရင်းမိလားသူတော်မကြိုက်ဘူးတဲ့ဘယ်ကြောင့်လဲဆိုတော့ချင်းဖြင့်ကိုသွားနေကြလမ်းကပေါ့ကန့်ကြတော့ဘူးမဟုတ်နိုင်ကိုသွားနေကြလမ်းကန့်ကြအဲ့ဒါဘယ်ကံကိုရမေကြီးကဥမာပြတယ်မင်းတို့သွားနေကြလမ်းကန့်ကြတာကကန့်ကြကျွန်တော်ကန့်ကြတာမဟုတ်ဘူးသဘောကျမင်းတို့သွားနေကြလမ်းကိုမင်းတို့ဆရာဘုန်းကြီးကဖြစ်ဘုရားဖြစ်ကန့်ကြလိုက်ပါတယ်မကြိုက်ဘူးကန့်ကြလိုက်တော့မကြိုက်ပေမဲ့လည်းဟောရလိမ့်မယ်နော်မမြင်ပါဘူးဟောဘာကြောင့်လဲဆိုတော့ငါဘုရားဥပမာပြမယ်ဟုတ်တယ်မှန်တယ်ကြိုးရှိတာသူကမကြိုက်ကြဘူးဟောတာငါဆိုပြောနေတာမဟုတ်ဘူးတဲ့ရင်းမိကလေးလေးပဲတော့ရှိတယ်ကွာဘုရားဥပမာပြရင်ကလေးလေးပဲတော့ရှိတော့မမြင်တော့သူချောင်းလေးလေသူကလေးပဲတော့တွေ့ရတယ်တဲ့ဝါဒနာမပါဘူးလားမရှိသေးလေတွေ့ကြတော့ဘယ်လိုလဲဆက်ရတယ်အတုချောင်းလေးတွေ့ပြန်လဲဆက်ရတယ်မဆက်ရဘူးဒါမင်းကလည်းဒီတိုင်းကြည့်နေမလို့သူ့လက်ချောင်းလေးကျင်းနေတယ်မှာဒီမရှိစိတ်ကြီးပြည့်နေလို့သို့နေလို့ရှိရင်ဖြင့်သတ္တဝါနဲ့ပိတ်ပြီးသေးမှသိုးရမှန်ပါဒါနဲ့ဒီလိုရဲ့ဒါတွေမစောရနဲ့ဆိုလို့ရှိရင်ကြက်က
မကြိတ်ပေမဲ့သူငိုခြင်းငိုမငိုခြင်းနေငိုရများမှာပါပဲတခါတည်းပဲနဲ့ပို့တညရမှာလေးဝင်နေလို့ပြီးအကောင်များဆွတ်ငိုခြင်းငိုပြီဘာကြောင့်လဲဆိုတော့တဏှာတို့သူမသိရမျိုးတော့ဆရာမောင်မြတ်မသိဘူးလေသိအဲ့တော့မယုံကနေဒီကရုဏာဆောင်လေဆရာသမားကဟာမင်းတို့အော်ကြအောင်ငိုခြင်းမဟုတ်မင်းတို့လုံးနေတာမဟုတ်ဘူးပြင်ရလိမ့်မယ်ဆိုပြီးမင်းလည်းကြလက်သေးတခါဆွတ်လို့တော့အသက်ရှင်ဟုတ်ဘူးလားဆွတ်လို့တော့ဘယ်နဲ့ပါလဲပြီးတော့ဒီကလေးဒီတိုင်းထားလိုက်တဲ့အခါကျတော့ကရုဏာရှင်ကိုဆိုတော့သိကြသွားတယ်ပေါ်ကြပါရှင်နဲ့အဲ့ဒါမကြိုက်ရင်ဟောရလိမ့်မယ်ဆိုတော့ဒီဥပမာပဲသိပြီဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဓမ္မတွေကဘာဖြစ်နေကြုံမေးတော့သံမိသားမျိုးမျိုးမျိုးသိပြီအခုတည်းကစားမျိုးနေတာပဲဟမ်ဒါတွေခင်တဲ့မျိုးလုံးသမီးခင်တဲ့မျိုးလုံးတွေပစ္စည်းရခြင်းတဲ့မျိုးလုံးပိတ်လုံးတွေကမရှိဘူးလားဒါတွေကိုမျိုးလို့ရှိရင်သနာဥပါဒံကဇာတိစရာမရဏကြောင့်ဒီဘဝဝင်ကြီးရဲ့ဆိုပြီးဒီကလာဒီမကြည့်ခြင်းနဲ့ဒီအိုးကြမ်းနဲ့တူတာကိုငိုခြင်းကိုဆွဲထုတ်အောင်မထုတ်အောင်ရှင်းမလားရှင်းပါဒါဘုရားခင်ကိုယ်မကြီးပရမစကားဟောဖို့မမောင်းနိုင်ဥပမာသူဥပမာနဲ့သူကြိုက်ပါလားဟုတ်တယ်မှန်တယ်ကျိုးရှိတယ်သူဘာမချက်ဟောမယ်တဲ့ဘုန်းကလေးမှမသိလို့မကြိုက်တာမှန်ပါလူကြီးကကြည့်နေလို့တော်ပါဆက်ဆံတယ်မှန်တယ်သက်ရှင်မှန်နဲ့ပေါင်းမြင်ဘယ်ဟာကောင်းသက်ရှင်စေခြင်းနဲ့ကရုဏာအားကြီးလို့ဆွထုတ်ဒီလက်ညှိုးလက်မနဲ့ကောက်ပြီးတော့ဒီမကြီးကြီးလေးတွေဝကြံပဲလေးတွေသုတ်ချောင်းလေးတွေကိုဓမ္မတွေတည်းကဆွဲထုတ်နေတယ်ဆိုတော့ရင်းပြီအဲ့ဒါဆွဲထုတ်လိုက်တဲ့အခါကျတော့ခொနဲ့ဇာတိဆိုတာမရဏသေဘောဝင်သေးရဲ့ဝင်တော့ဘူးကဲဒါပြန်ဟုတ်တယ်မှလည်းအကျိုးရှိတယ်ဆိုတဲ့တရားမှန်ပါလို့ဆွဲထုတ်တော့ဟိုကလေးနဲ့တူတဲ့မသိတဲ့တရားဓမ္မကိုချက်တယ်မချက်ပြင်မဲ့လည်းဘာလို့ဆွဲထုတ်ရမယ်ဆိုတဲ့အိဗေဟာဖြင့်သိချရှင်းသွားမှာပါပေါ်လာပေါ်နေတာဒါလို့ဆရာဘုန်းကြီးက